Hello အားလုံးမင်္ဂလာပါဒီနေ့ကြေးရဲ့ channel လေးကနေပြီးတော့ပြန်လဲကြိုဆိုပါရစေဒီနေ့မှာတော့ကြေကထူးဆန်းတဲ့အကြောင်းအရာတွေပြောပြမှာဖြစ်တဲ့ကြောင့်အားလုံးပဲလိုက်ခဲ့ကြပါအောင်နော်ကဲဆိုတော့ပထမဦးဆုံးကကြတော့အဲ့လိုမျိုးအားလုံးသိကြတဲ့အတိုင်းဒီကောင်မလေးပဲဖြစ်ပါတယ်ရှင်ဒီကောင်မလေးကိုဒီနားတစ်လျှောက်မှာအမြဲတမ်းလမ်းလျှောက်နေတာကိုတွေ့ရမယ်လို့ထင်ပါတယ်ကဲဆိုတော့အဲ့ကောင်မလေးရှိတော့ကြည့်ရအောင်နော်ကဲဒီမှာပါဒီကောင်မလေးကတော့သူ့မျက်လုံးကလုံးဝမပွင့်ဘူးပေါ့နော်အဲ့ဆိုသူကသူ့ကိုဘာလုပ်ပေါ့နော်သူကမျက်လုံးလုံးဝမပွင့်ပါဘူးရှင်ကဲဒီမှာပါကြေလုတ်ပြနေတာကတော့သူလုံးဝမျက်လုံးမပွင့်တခြားဟာတွေသူ့လုတ်ခိုင်းလုတ်ပေးလို့ရပါတယ်အဲ့ဒီမျက်လုံးကိုပဲသူ့ကိုဖွင့်ခိုင်းလို့မရတာပေါ့နော်အဲ့ဒါကတော့ဘာဖြစ်လဲဆိုတော့ကြေလည်းမသိပါဘူးပေါ့နော်ဒီမှာကြေထင်ထားတာတွေကိုတော့ပြောပြပါမယ်ရှင်ဒါကတော့ဒီမှာပါဒါကတော့သူ့ပေါ့နော်သူကသူ့လုံးဝမျက်လုံးဖွင့်ပေးလို့မရပါဘူးနော်ကဲပြီးတော့သူကတခုခုအမြဲတမ်းပြောနေလို့ရှိရပါလဲတော့မသိဘူးကြည့်လဲနော်ဆိုလောဆယ်သူ့ကိုဟိုကလှုပ်လိုက်မယ်သူ့ကိုဘိုင်ဘိုင်လှုပ်လိုက်မယ်ဘိုင်ဘိုင်လှုပ်ပြီးွားလို့ရှိရင်သူဒီနေရာကိုပြန်လာမှာတော့သိကြပါတယ်ရှင်ကဲဆိုတော့သူ့နောက်ကိုလိုက်မယ်ပေါ့နော်ကဲလိုက်သူဘယ်သွားမလဲတော့ကြည့်လည်းမသိဘူးပေါ့နော်သူ့နောက်ကိုပဲတောက်လျှောက်လိုက်နေရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အလုံးမသိခမကြပါအောင်နော်ဒီမို့နော်သူကဒီနေရာမှာပျောက်သွားတယ်ဆိုဘယ်ရောက်သွားလဲတော့မသိတော့အဲ့ဒါကြတော့ဂျေတို့ဒီဘက်ကိုပြန်လာလိုက်မယ်ပေါ့နော်ဒီမှာပါဒီ Cherry Cat Cafe ကိုပြန်သွားလိုက်ပါမယ်ရှင်သူကတော့ပြန်လာမလာတော့မသိပါဘူးเนาะကဲခုကတော့ဂျေထင်တာကကြတော့ဂျေရှင်းပြမယ်ပေါ့နော်သူကပတ်စံနေကုန်နေပြီသူကပတ်စံနေဖြုံးလိုက်တယ်ပြီးတော့သူကပတ်စံမရှိတော့ဘူးဆိုပြောတယ်ပြီးတော့သူ့မျက်လုံးကလည်းဖွင့်လို့မရဘူးဆိုတော့ဂျေထင်တာကကြတော့သူ့ဟာပေါ့နော်အဲ့လိုမျက်လုံးနဲ့ပတ်သက်တဲ့ယောဂတစ်ခုရှိတာအဲ့ဒါသူမကုနိုင်တာဒါမှမဟုတ်လို့ရှိရင်လည်းသူကသူ့မျက်လုံးကိုရောင်းစားပြီးတော့မှအဲ့လိုရလာတဲ့ငွေတွေကိုတုံးဖြုံးပစ်တာလို့တော့ကြည်ကတော့ထင်ပါတယ်ရှင်တင်တို့အမြင်ကတော့ဘယ်လိုထင်မလဲတော့ကြည်လည်းမသိပါဘူးเนาะကဲဆိုတော့ဒီစုံတွဲရှိသွားကြမယ်ပေါ့နော်ဒီမှာပါအမှသူကအန်ဒီမှာပေါ့နော်သူကငါတို့အဲ့လိုမျိုး break up လုပ်ကြရမယ်ဆိုပြီးပြောတယ်ဒါပေမဲ့ဒီကောင်လေးကကြတော့သူကဘာပြောလဲဆိုတော့သူက give me a million yen ဆိုတာကြတော့အဲ့လိုမျိုးပေါ့နော်ဒီပြတ်ဖို့အတွက်တဲ့သူ့ကိုအဲ့လိုရန်1 million ပေးရမယ်တဲ့အဲ့ဆိုလို့ရှိရင်ပေါ့နော်အဲ့လိုပြပါတယ်ကဲဆိုတော့ဂျေချနာကသူတို့တွေကဘာလဲဆိုတော့အဲ့လိုမျိုးပေါ့နော်ဂေးစုံတွဲတွေလားမသိဘူးပါဘူးဘာဖြစ်လို့လဲဆိုဘာဖြစ်လို့ဂေးလို့ပြောတာလဲဆိုတော့ဒီမှာပါကြည့်ပြမယ်ဒီမှာတော့သူ့ပုံစံကိုကြည့်လိုက်ပါဂျေတို့ main ကလေးတွေဒီလိုမျိုးနေနေတာထက်သူ့ဟာရကကားကြီးပေါ့နော် sorry တောင်းပါပါရှင်ကျွန်မအရင်ဗီဒီယိုတုန်းကလည်းသိမယ်ထင်ပါတယ်ကျွန်မဒီလိုလုပ်ထားတာပေါ့နော်ကဲဆက်ဂျေအဲ့ဒါအင်ဂျီလေးလိုက်ပါအောင်မယ်ငါအင်ဂျီလေးပေးလိုက်မယ်ပေါ့နော်သူကဲအင်ဂျီလေးပေးလိုက်မယ်လာရင်အင်ဂျီလေးယူပေးလိုက်မယ်နော်မလားကဲဒါလေးလာပါတယ်ရှင်ကဲဆိုလို့ရှိရင်ဒီမှာပြပြမယ်ပေါ့နော်ဒီမှာဒီမှာကဖေးကိုသွားလိုက်ဒီမှာသူ့ဝေးနာနေယောက်ျားလေးနဲ့မိန်းကလေးကြီးတို့ရှင်ပြမယ်ပေါ့နော်ဒီမှာကြည့်ပါကက်ဘတ်လာကိုကြီးတို့ဟိုဖြစ်ခိုင်းလိုက်မယ်ဒါလဲဆိုတော့သူ့ကိုကြီးတို့ကိုရှင်ပြခိုင်းမယ်ပေါ့နော်ဒီမှာပါဒီမှာကသူက main ကလေးပုံစံနဲ့ရက်တာလုံးဝမဟုတ်ဘူးပေါ့နော်ဒီမှာသူကယောက်ျားလေးရပဲအဲ့လိုမျိုးလုပ်နေတာဆိုတော့လေအဲ့လိုဆိုတော့ဂျီတို့ကသူ့ကိုပေါ့နော်ဂေးဆုံသွဲလို့ထင်တာပါအဲ့ဒါကြောင့်မလို့ပေါ့နော်ဒီမှာတခြား main ကလေးတွေကလည်းဂျီတို့လိုမျိုးပဲအဲ့လိုပဲရက်တာပေါ့သူတယောက်တည်းအဲ့လိုပဲဖြစ်နေတာအော်မဟုတ်သူပြန်လာပြီဒီမှာကြည့်ပြမယ် I waste a lot of money I'm broke ကျွန်မပြောတာပါပဲအဲ့လိုမျိုးပြောတာပေါ့နော်ကဲဆိုလို့ရှိရင်တော့ဂျီတို့အခုကြတော့ဘယ်သွားမလဲဆိုတော့ကုဖကိုသွားမှဖြစ်ပါတယ်ရှင်အဲ့ဒီဖမှာကကြတော့ဒီနားမှာဘာတွေရှိရလဲနားမှာဂျိုသားလို့အကောင်တွေရှိပါတယ်ရှင်သူတို့တွေကဒီမှာဂီယာတဲ့အဲ့လိုမျိုးပြောနေကြပါတယ်ရှင်ပြီးကြလို့ရှိရင်သူတို့တွေကပေါ့နော်အရင်တုန်းကဆိုလို့ရှိရင်ဒီမှာပြမယ်ဂျီပါလဲဆိုဒီမှာပါ UFO mission ဆိုတာကိုတွေးကြမယ်လို့ထင်ပါတယ်ရှင်အဲ့ဒီ UFO mission ထဲမှာပေါ့နော်အဲ့ဒီ UFO ဆိုတာဂျီတို့ girl house ကခါမှုပေါ်မှာအမြဲတမ်းပြန်နေတဲ့အကောင်ပေါ့နော်အဲ့ဒီ UFO ကြီးတွေကလာတာလို့ထင်ပါတယ်ရှင်ဂျီထင်တာကတော့ပေါ့နော်ပြီးခင်ဒီကကြတော့ Power Ranger ပေါ့နော်ဒီလိုရိုးတည်တဲ့အတိုင်းပဲသူက where is Ranger White အမေ page တဲ့သူကပေါ့နော်အဲ့လို Ranger White ကဘယ်နားမှာလဲပေါ့နော်သူကတော့အဲ့လိုတော့ခါရောက်ပြီပေါ့ဗာညာပေါ့ကဲ Ranger White ကတော့ဒီမှာသူကပျောက်နေတာပေါ့နော်အဲ့ကြရင်ပတ်စံယူလိုက်ပါအောင်ဒီမှာပါ
I am lost ငါကဟိုဟာဗာလဲငါပျောက်နေတယ်ဒီငါလမ်းပျောက်နေတယ်ပေါ့ကွယ်အဲ့ဒါကြတော့သူ့ကိုမရိုက်တာ तू ကအဲ့လိုမရှိတဲ့အတွက်ကြောင့်မလို့ဂျီတို့ကသူ့ကိုဒီလိုရိုက်မှာပေါ့နော် तू ကကိုပြန်ရောက်တယ်အဲ့ဒါဟိုသူ့ရိုက်ပြီးတော့မှခေါ်လို့ရတယ်ပုံမှန်ဆိုသူ့ကိုလေအဲ့လိုမျိုးစကားလေးနဲ့ခေါ်လို့မရဘူး तू ကရိုက်ပြီးခေါ်မှရတာပါအဲ့ကြတော့အဲ့တော့ဆိုအဲ့လိုမျိုးပေါ့နော်ကဲ तू ကအဲ့လိုမျိုးထွက်လာပြီဆိုလို့ရှိရင်သူတို့တွေကစပြီးတော့တိုက်ခိုက်ကြတယ်ပေါ့နော်သူတို့တွေကအဲ့လိုမျိုး Ranger White ရှိမှတိုက်လို့ရတာဆိုတော့လေအဲ့လိုမျိုးသူတို့ကအဲ့လိုတိုက်ခိုက်နေကြတာဖြစ်ပါတယ်ရှင်အဲ့လိုမျိုးသူတို့ကဟိုမှာဆို2ယောက်1ယောက်ချာတာဒီမှာကျ1ယောက်1ယောက်ပဲ1 view ပဲလေဆိုဒီကကြတော့အခုအင်ဂျီပြန်လဲလာအောင်မယ်ပေါ့နော်ဒီပုံစံကြီးကအဲ့လိုဖြစ်နေတဲ့အတွက်ကြောင့်အင်ဂျီလေးပြန်လဲလိုက်ပါအောင်မယ်ရှင်အင်ဂျီပြန်လဲမှငကိုပုံစံပြန်ရတာဆိုတော့လေနော်အဲ့ဒါကြတော့အင်ဂျီပြန်လဲလိုက်ပါမယ်ဒါလေးဆိုစနာဝတ်ထားတဲ့ဟာနဲ့တူတယ်ပေါ့နော်အဲ့ကြရပါမှာကြီးတော့ဘာလို့လိုက်လာတော့မလိုက်လာနဲ့လေဟိုချမှာသူတို့နဲ့ချမှာကိစ္စဒီမှာပါအဲ့လိုမျိုးပေါ့နော်သူတို့အဲ့လိုချကြပါတယ်ရှင်ဒီမှာအပွဲလေးပြောက်ကြည့်လိုက်အောင်ပေါ့နော်သူတို့ကအဲ့ဒါပါလေတော့ကြီးလည်းမသိဘူးပေါ့နော်သူတို့ကဘလို့တက်ဆိုင်ထားတာလဲတော့ကြီးလည်းမသိပါဘူးသူတို့ကအဲ့လိုမျိုးတယောက်တောင်ညံညိုးတွေများထားနေကြလာပေါ့နော်အဲ့လိုမျိုးကဲဆိုတော့ပေါ့နော်ကြီးတို့ပုံမှန်ဆိုလို့ရှိရင်လေကြီးပြောပြမယ်အဲ့မှာပုံမှန်ဆိုလို့ရှိရင်ဒီမှာပြမယ်အဲ့ဒီဂျေတို့ရဲ့လေဒီမှာအိမ်ခေါင်မိုးပေါ်မှာလေအဲ့လိုညဘက်ကြလို့ရှိရင် UFO ကြီးကအဲ့လိုပြန်နေတတ်တယ်ပေါ့နော်အဲ့ဒါစနာဂျေပြောတဲ့ UFO mission နဲ့တူတူပဲပေါ့နော်ကဲဆိုတော့ဂျေတို့ကအခုကကြတော့ရဲစခန်းအောင်တားမှာဖြစ်ပါတယ်ဆိုတော့လူတိုင်းကရဲစခန်းကပိုစတာတွေအကြောင်းကိုသိကြမယ်လို့လည်းထင်ပါတယ်နော်တကယ်လို့မသိသေးတဲ့သူတွေကိုတော့ဂျေပြပြပေးသားမှာဖြစ်ပါတယ်ရှင်ဟဲ့ဟောဒီကောင်ကအဲ့ဒါကောင်းတယ်ဆက်လာပြီးရင်စားဖို့လုပ်နေတော့တိုက်လိုက်တာနော်ပုံမှန်စမတိုက်ပါဘူးသူရဲစခန်းရှိမှတိုက်မိသွားတာထားလိုက်ပါတော့ဒါမှလည်းဒီမှာပါကြည့်ပြပြမယ်ပေါ့နော်ဒီမှာပါရဲစခန်းရဲ့ပိုစတာတွေကတော့ဒါပဲဖြစ်ပါတယ်ရှင်ဒီထဲမှာဒီ2ယောက်ပေါ့နော်ဒီမှာပါဒီနားကလူစိုး2ယောက်ကကြတော့သူတို့ကအဲ့ဒီဒီတို့ဒီဆာကူလာမြို့ထဲမှာရှိတဲ့ convenience store ကိုသူတို့ကအဲ့လိုခိုးထားတာပေါ့နော်အဲ့ဒီကနေပြီးပစ္စည်းတွေခိုးထားတာဖြစ်ပါတယ်ရှင်အဲ့ဒါကျတော့ဘယ်လိုပြောတ냐တိုက်တာလားခိုးတာလားမသိပါဘူးပေါ့နော်အဲ့ဒါကဂျေက translate ပြန်လုပ်ထားတာပါရှင် translate ပြန်လုပ်ထားတာဆိုတော့အဲ့လိုအဲ့တခုကဂျေကအဲ့လို translate လုပ်ပြီးတော့မှအဲ့ဒီဘာသာပြောင်းချက်တရားပေါ့သူကခိုးထားတာပေါ့နော်အဲ့ convenience ဆိုကနေပြီးတော့ခိုးထားတာဖြစ်ပါတယ်ရှင်ကဲဆိုတော့ဒီနားကအန်ဒီကကြတော့ဘာတူလဲပေါ့နော်ဒီနားကအန်ဒီကကြတော့သူတို့ကမာကီရဲ့အမိနဲ့တူပါတယ်မာကီဆိုတာကတော့လူတိုင်းသိတဲ့အတိုင်းဒီအမြဲတမ်းရှေ့ခုံမှာထိုင်နေတယ်သပင်ခင်းအောင်နဲ့မျက်မှန်နဲ့တရားပဲဖြစ်ပါတယ်သူတို့ကသပင်လဲတူတယ်ပုံစံချင်းလဲတူတယ်ဆိုတော့ကျွန်မထင်တာကတော့မာကီရဲ့အမေပေါ့နော်အဲ့လိုမျိုးထင်တာပါသူကမာကီရဲ့အမေကတော့ဘာပြစ်မှုလဲတော့မသိဘူးပေါ့နော်ကဲဆိုတော့ဂျီတို့အခုပဲသွားမလဲဆိုတော့ဂျီတို့တွေကအခုကြတော့ကျောင်းကိုသွားမယ်ပေါ့နော်ဆိုတော့ let's go guys သွားမယ်ပေါ့နော်ကျောင်းမှာအဲ့လိုမျိုးပေါ့နော်အခန်းပိတ်ထားတဲ့ဟာတစ်ခုရှိပါတယ်ရှင်အဲ့ဒီအခန်းပိတ်ထားတဲ့ဟာကိုတည့်ရသူလည်းရှိတယ်လို့မသိတဲ့သူတွေလည်းရှိတာမို့လို့ဒီကမသိတဲ့သူတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်လောစေတော့ကြီးမှာပေါ့နော်ကြီးပြပြပါပဲဒီမှာဘိုးတော်ကြီးတယောက်ရှိရပေါ့နော်အဲ့ဒါကတော့ဒီကျောင်းအုပ်ဆရာကြီးပဲဖြစ်ပါတယ်ရှင်ကျောင်းဆရာကြီးကတော့ဒီနေ့မှာခုရှိသေးတယ်ပေါ့နော်သူရှိသေးတဲ့အတွက်ကြောင့်မလို့ဂျေသူ့ကိုတွားပြီးတော့မေးကြည့်မှာဖြစ်ပါတယ်ရှင်အဲ့သူရဲ့ information ကိုပေါ့နော်မေးကြည့်မှာဖြစ်ပါတယ်ဒီမှာပါသူကတော့ဒါပါသူကတော့ဒီလိုပဲပြောနေပါတယ်ဒါပေမဲ့ဒီမှာပါ information ဆိုတဲ့ဟာကိုနှိမ့်မှပဲရမှာပါကြည့်ပြမယ်နော်ဒီမှာသူနောက်ကိုလိုက်ပြမယ်လာခဲ့ပါဆိုမှပဲဟိုမှာကားလည်းတိုက်ပြီးတော့မှာဒီကောင်းတိုက်သွားပြီရလာဒီမှာပါကြည့်ပြမယ်နော်ဒီမှာဒီ information ဆိုတဲ့ဟာကိုနှိမ့်လိုက်လို့ရှင် you should stay away from Yakuza office ဆိုတာကကြတော့ဒီနားကဒီပေါ့နော်ဒီ Yakuza office Himawari ဆိုတဲ့နေကနေပြီးတော့အဲ့လိုဝေးရှောင်ပေါ့ရဲ့အဲ့ဒီကိုမသွားပါနဲ့လို့ပြောချင်တာပါကဲဆိုတော့ကြည့်ရတာသူကအဲ့လို Yakuza office နဲ့တခုခုပြဿနာဖြစ်ထားတာလားပေါ့နော်ကြည်ထင်တာကတော့အဲ့လိုထင်ပါတယ်ရှင်ကဲဆိုတော့အခုကကြတော့ဂျီတို့အခန်းပိတ်ထားတဲ့နေရာကိုသွားမှာဖြစ်ပါတယ်အခန်းပိတ်ထားတဲ့နေရာကကြတော့ဂျီတို့ဒီ1 floor မှာပဲရှိပါတယ်ဒီမှာပါဒီနေရာကြီးကပိတ်ထားတာအစကလေးကပိတ်ထားတာဘယ်သူမှဝင်လို့မရပါဘူးဝင်ကြည့်ဘူးတဲ့သူတွေလည်းရှိမှာပေါ့နော်ဒီကတော့ဝင်ကြည့်ဘူးထားပါတယ်အဲ့ကြတော့အခုလာပြီးမျှဝေပေးတာဖြစ်ပါတယ်နော်ဆိုတော့အရင်တုန်းကဂျီတို့ရဲ့ old method လိုမျိုးပဲအဲ့လိုမျိုးဒီမှာပါဒီထိုင်ကုန်လေးနဲ့ပဲဂျီတို့တွေကအထဲကိုဝင်ရမှာဖြစ်ပါတယ်နော်
တော့ကြမယ် let's go အဲ့ထဲမှာကတော့ပေါ့နော်ဘာရှိလဲဆိုတော့ဒီပြီးသက်ဆိုမဲ့ဒါကြံပြပြပြဖြစ်ပါတယ်ကဲဒီမှာပါဒီကိုရောက်သွားပြီပေါ့နော်ဒီအခန်းထဲမှာကဲဒီမှာပါဒီနားကပုံလေးကိုတစ်ချက်ကြည့်လိုက်ပေါ့နော်ဒီနားမှာဆွနာရုံးကရဲစခန်းကပိုစတာက3ယောက်ပါတယ်ဆိုတာတွေ့ကြပါသလားရှင်ကဲဒီမှာပေါ့နော်ကြည့်ပြပါမယ်ဒီမှာပါဆွနာကကြည့်ပြရဲမှာကီရဲ့အမေကဟိုတခိုး2ယောက်ကအဲ့လိုရှိပါတယ်ဒီမှာပါပြောရမယ်ဆိုဒီနာဒီကြည့်ပြမယ်နားမှာဒီမှာကြည့်ဝိုင်းပြမယ်ပေါ့နော်သူတို့တွေကိုဒီမှာပါဒီ3ယောက်ကိုဆွနာရုံးကပိုစတာမှာတွေ့ခဲ့တဲ့3ယောက်ပဲဖြစ်ပါတယ်ရှင်သူတို့တွေကကြတော့မာဂီရဲ့အမေတခိုး2ယောက်ပဲဖြစ်ပါတယ်ရှင်ကဲဆိုတော့ကြည့်ရတာသူတို့တွေကဒီကြောင်းကြီးနဲ့ဆက်ဆက်နေရလို့ထင်ပါတယ်ပြီးကြရင်တော့ပြောရမယ်ဆိုလို့ရှိရင်တော့ပေါ့နော်မာဂီကဒီကြောင်းထဲမှာအချမ်းသာဆုံးကောင်မလေးဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကယာခုဇာတွေနဲ့ပတ်သက်နေတဲ့အတွက်ကြောင့်ပတ်သက်နေအများကြီးရလို့ပေါ့နော်အဲ့ဒါကြောင့်မလို့ပါပြီးတော့မာဂီရဲ့အမေကလည်းအရန်ချမ်းသာတယ်ပေါ့နော်အဲ့တော့ကြတော့သူတို့ကအဲ့လိုယာခုဇာနေပြီးတော့အဲ့လိုမျိုးရတဲ့ပတ်စံနေနဲ့သူတို့ကအဲ့လိုမျိုးပေါ့နော်ချမ်းသာနေတာဖြစ်ပါတယ်ရှင်ကဲဆိုတော့ဂျီတို့ကဒီမှာပေါ့နော်ဒါနောက်ထပ်တစ်ခုဂျီတို့ထပ်ပြောပြမယ်အဲ့ဒါကကြတော့ဆွနာတုံးကဂျိုသားတွေနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့ပြပြပါမယ်အဲ့ဒါကတော့ဆိုတော့ဂျီတို့ကဒီနားကနေရာကြီးကိုတော့မဖြစ်ပါတယ်ဒီနေရာကြီးကိုတော့လူတိုင်းသိကြမယ်လို့ထင်ပြီးတော့ဒီနားကအကောင့်တွေကိုလည်းသိကြမယ်လို့ထင်ပါတယ်ဒါပေမဲ့တို့ဘာကြောင့်ရှိနေလဲဆိုတာတော့သိမယ်တော့မထင်ပါဘူးကဲဆိုတော့ပြပြမယ်ပေါ့နော်ဒီကဂျေးအထင်နေပြပြတာပါကဲဟိုမှာပါဟိုပေါ့နော်အဲ့ဒီမှာအဲ့လိုမျိုးလုံနေတဲ့ဟို၄ယောက်ကိုတွေ့ပါတလားရှင်အဲ့ဒီ၄ယောက်ကပေါ့နော်သူတို့တွေကပန်းချံမှာတွေ့ခဲ့တဲ့သူတွေနဲ့ဘာမှမကွာပါဘူးကွာတယ်အယောင်ပဲကွာတာပါပုံစံတွေကတော့အတူတူပါပဲရှင်အဲ့တော့ကြတော့သူတို့တွေကဆက်ဆက်နေတယ်လို့ဂျီကတော့ထင်ပါတယ်ကဲပြရလို့ရှိရင်လေအဲ့နာကကနေတဲ့အကောင်ကြီးပေါ့နော်အဲ့ဒီအကောင်ကြီးနဲ့လည်းဆက်ဆက်နေမယ်လို့ဂျီလည်းထင်ပါတယ်အဲဆိုတော့ဂျီပြမယ်ပေါ့နော်ဒီနာကအကောင်ကြီးပဲဖြစ်ပါတယ်သူကကြတော့ဘယ်လိုပြောရမလဲဒီအကုန်လုံးရဲ့အကြီးအမှုပေါ့နော်အဲ့လိုမျိုးအုပ်ချုပ်တဲ့သူလို့တော့ဂျီထင်ပါတယ်ရှင်ကဲဆိုတော့ဂျီမှာ convenience တို့ကိုဂျီတက်ကြည့်မယ်ပေါ့နော်အဲ့ဒီမှာဆွနာတော့ဓမြ2ယောက်ခိုးခဲ့တဲ့နေရာပေါ့နော်ဒါရင်တော့ကျဒီနားမှာလေ monkfish ဆိုပြီးတော့လေအဲ့လို butterfly လို့ပုံစံမျိုးတွေရှိပါတယ်အခုတော့မရှိသေးပါဘူးရှင်ကဲဆိုတော့ဂျီတို့တွေဒီနားကိုပြန်သွားဆွနာတော့ကဂျီလေအဲ့လိုဖကိုပြန်သွားကြည့်မယ်ပေါ့နော်အဲ့ဒီဖမှာranger white တယောက်တည်းကျန်တော့တာမှုပါတော့ကြည့်မယ်ပေါ့နော်သူကဘာပြောမလဲမသိဘူးတော့ကြည့်လိုက်မယ်ပေါ့နော်အော် get away တဲ့ကျမဆွနာသူ့ကိုလေချထားတော့သူကကြည့်ကိုစိတ်ဆိုးနေရဖြစ်ပါတယ်ကဲပြီးတော့ဒီအမားရှိတာပြမယ်ပေါ့နော်ဒီအမားကြီးကကြတော့သူ့ကို NPC လို့မထင်နဲ့ပေါ့နော်သူကအဲ့လိုအိမ်ပြန်နေပေါ့နော်အိမ်ပြန်တက်ပါတယ်အကုန်လုံးပဲဒါပေမဲ့သူကပုံမှန်ဆိုသူကဒီမှာပဲရှိနေရမှာကိုသူကအိမ်ပြန်နေပါတယ်အဲ့လိုမျိုးသူကဒီကနေထွက်ပြီးတော့ပေါ့နော်သူ့အိမ်ကိုသူပြန်ပါတယ်ကဲဆိုတော့ကဲဒီမှာပေါ့ဒါလေးကတော့ကြည့်ခဲ့အဲ့လိုပေါ့နော်ဆာကူရာတွေကထူးဆန်းတဲ့အကြောင်းအရာတွေပြပြမယ်ဆိုရဲဗီဒီယိုကြီးရဲ့ဖဝမ်းမဖြစ်ပါတယ်ရှင်နောက်ထပ်အပိုင်းတွေကိုကြည့်ဖို့အတွက်ဒီမှာပေါ့နော် JA channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့ဗီဒီယိုက notification ခေါင်းလောင်းလေးကိုနှိပ်ခဲ့လို့ရှိရင်เนาะအဆက်မပြတ်ကြည့်ခွင့်ရမှာဖြစ်ပါတယ်ရှင်ကဲဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်เนาะဆိုတော့အားလုံးပဲ bye bye မှာနောက်ထပ်ဗီဒီယိုတွေကိုလည်းစောင့်မျှော်ပေးကြပါအောင်เนาะဆိုတော့ bye bye